ဝိဇ္ဇာရှိခွင်ကမိုင်းပါတဲ့အနိဋ္ဌာပြစ်ပြင်လိုက်ဖို့တော့တတိုင်းနဲ့ဖြတ်ပါမယ်နတ်ရွာနဲ့လေတွင်ဖြင့်ဆိုင်ရင်ဘူးအဝိဇ္ဇာရှိခွင်ကမိုင်းပါတဲ့အနိဋ္ဌာပြစ်ပြင်လိုက်ဖို့တော့တတိုင်းနဲ့ဖြတ်ပါမယ်နတ်ရွာနဲ့လေတွင်ဖြင့်ဆိုင်ရင်ဘူးတောင်းမြုပ်ခမှုတေလာတောင်း၌ရွှေဝါကြောင်